မေကအသားပေါက်စီဆိုင်ဖွင့်ထားတယ်နေတိုင်းဖောက်တယ်တွေအများကြီးလာပေမဲ့အမေကအသားတွေဝယ်ပြီးအသားဖောက်တာမမြင်ဘူးအသားပေါက်စီစားခြင်းတိုင်းအမေကအမြဲတားပြီးမိဖို့ကြောင့်လည်းမဝင်ခိုင်းဘူးဧည့်သည်တွေလာလေတဲ့အခါအမေကမိဖို့ကြောင့်လည်းကိုနွေးနွေးထွေးထွေးခေါ်သွားတယ်ဒါပေမဲ့ဝင်သွားတဲ့သူတွေပျောက်သွားပြီးအဲ့ဒီအချိန်မှာဖုတ်ထားတဲ့ပေါက်စီတွေကအနက်မွေးကြိုင်နေတတ်တယ်ဒီနေ့မှာအမှန်တရားကိုရှာဖွေဖို့မိဖို့ကြောင့်ကိုတိတ်တိတ်လေးလာခဲ့တယ်ဒါပေမဲ့အမေကကျမကိုရှာတွေ့သွားတယ်အမေကအကြီးကျယ်ဆူတယ်ပြီးတော့ကျမကိုအားပေးတယ်မိဖို့ကြောင့်နဲ့ဝေးဝေးနေပြီးကြီးလာတဲ့အထိပေါက်စီစားဖို့ပြောတယ်ကျမနာခံစွာနဲ့ထွက်သွားခဲ့တယ်ဒါပေမဲ့အမေရဲ့လက်တွေမှာခရမ်းကျင်သည့်အရည်တွေစွန့်ထစ်နေတယ်ဆိုတာကျမမသိခဲ့ဘူးမျက်စိတမိတ်တွင်းမှာပဲ10နှစ်ကုန်ဆုံးသွားတဲ့ပေါက်စီတွေရဲ့လှုပ်ဝက်ချက်ကိုကျမနှလုံးသားထဲမှာအမြဲဝတ်ထားခဲ့တယ်ဒီနေ့မှာကျမတက်တည်မွေးပြီးလမ်းသွားလမ်းလာတယောက်စီကကျမဆိုင်ကပေါက်စီတစ်လုံးဝယ်ခဲ့တယ်ကျမစားတော့မဲ့အချိန်မှာအမေကကျမကိုတားလိုက်တဲ့ပေါက်စီစာကဘာလဲဆိုတာကိုကျမတကယ်သိချင်တယ်အမေကဝတ်သားလို့ပြန်ဖြေပေမဲ့အနီးနားကဝတ်သားဆိုင်တော်တော်များများကဆိုင်ရှင်တွေကိုမေးကြည့်ပြီးသူတို့တဲကဘသူမှအမေကိုမမြင်ဘူးအမေကရုတ်တရက်စိတ်လှုပ်ရှားလာတယ်ခဏလာတော့အမှန်အတိုင်းမပြောနိုင်ပဲနားလည်ပေးဖို့တောင်းပန်တယ်ဒါပေမဲ့ညံ့နက်လာတဲ့အခါမိဖို့ကြောင့်လည်းကိုတိတ်တိတ်လေးဝင်သွားတယ်အမေကိုအဲ့ဒီမှာတွေ့လိုက်တယ်ခရမ်းကျင်တီးအရေးဆုံးနေတဲ့အယုတ်ဓာတ်တစ်ချောင်းကိုလက်ထဲမှာကင်ထားတယ်ကျမကြောက်လန့်သွားတယ်အမေကကျမကိုတိမ်ပြီးပြန်အိပ်ဖို့ပြောတယ်ကျမထွက်သွားတော့မယ့်အချိန်မှာဘေးနားကချင်းတောင်းကပြုတ်ကျလာတယ်မိဖို့ချောင်းထဲမှာတခြားတယောက်ရှိနေမယ်လို့ကျမတန်တရားဝင်ပေမဲ့အမေကလိမ်ပြီးကြွက်တကောင်လို့ပြောတယ်ရီးစားရရင်အမှန်အတိုင်းပြောမယ်လို့လည်းကတိပေးခဲ့တယ်ဒါကြောင့်3 လအကြာမှာအိမ်ပြန်ဖို့ရီးစားငါ့ကိုငွေပေးချေခဲ့တယ်အမေကညစာစားပြီးရင်စကားပြောမယ်လို့ပြောတယ်ပြီးတော့အသားပေါက်စီတွေကိုကျမရဲ့ရီးစားကိုပေးလိုက်တယ်ပေါက်စီတွေကိုအပြင်လူတွေကိုပဲပေးလေးရှိတာကြောင့်ကျမအရန်ဒေါသထွက်ခဲ့တယ်အမေနဲ့ပေးတဲ့အရီကိုကျမဒေါသတကြီးနဲ့တောက်လိုက်တယ်ရလက်အနေနဲ့နောက်တစ်စက္ကန့်အတွင်းမှာပဲမေးလဲသွားတယ်အဲ့ဒီနောက်မှာမယုံကြည်နိုင်စရာ